အားလုံးပဲမင်္ဂလာပါကျွန်တော်ကွင်းပါဝါဘယ်လိုထိုးလဲဆိုမင်းနေညီကိုတွေအတွက်ကျွန်တော်ဟိုပါပေါ့နော်ကွင်းပါဝါအားကောင်းအောင်ဘယ်လိုလုပ်ရလဲဟိုပေါ့ပပလေးလုပ်ရတဲ့ဥစ္စာမျိုးလေးတွေကျွန်တော်သင်ပေးမယ်ပေါ့နော်ဒါခဏလေးကြည့်လိုက်ပါဟုတ်ကိုမနော်အဲ့လိုခွင်ပါဝါလေးကိုအဲ့လိုမျိုးလေးအားပပလေးထိုးခြင်းနဲ့ညီကိုလေးတွေအတွက်ပေါ့နော်ပေါ့ပဟိုဟာပေါ့ရေချိုးကန်ကြီးလေးဖြစ်ဖြစ်ချင်းခတ်ပြီးရလေးပဲဖြစ်ဖြစ်လိုက်လုပ်လို့ရတဲ့ training လေးပေါ့နော်အားလေးအပေါ့ပါလေးပေါ့နော်ဒါချင်းခတ်ပြီးတော့ရေချိုးကန်ကြီးလေးပဲပေါ့နော်လို့ထိုင်တာလေးပဲညံလေးပဲ1 2 3 4 5 6 9 10 11 12 13 14 15အဲ့ဒါမျိုးလေးပေါ့နော်ချိန်50လောက်ပေါ့နော်ပုံမှန်လေးပေါ့အများကြီးလည်းလုပ်စရာမလိုပုံမှန်လေးပေါ့နော်အဲ့ဒါလေးပေါ့နော်အားလေးတစ်မျိုးပေါ့နော်နောက်တစ်မျိုးကတော့ဒါပေါ့နောက်တစ်မျိုးကတော့ခြေပြတ်တော့မယ်နော်ဒီ2 3 4 5 6 9 10 11 12 13 14 15အဲ့လိုမျိုးလေးပေါ့နော်ကြော်လေးရှော့ပြီးတော့50နှစ်ခါအဲ့လိုမျိုးလေးလုပ်ပြီးတော့နော်နေ့စဉ်လုပ်ပြီးအဲ့ဒါဆိုရင်ပေါင်စုံအားတွေကောင်းလာလိမ့်မယ်ဆွဲအားတွေကောင်းလာလိမ့်မယ်ပေါ့နော်နောက်နေ့ဆက်ပြီးတော့လဲဒါနည်းချင်းလေးကျွန်တော်ပြောပြသွားမယ်ပေါ့နော်ဒါလေးတွေကတော့လိုက်လို့ကြည့်ပါကောင်းပါတယ်ကျိုးရှိပါတယ်ကျေးဇူးပါခုကျွန်တော်ပြောပြတဲ့အခြေခံလေးတွေကိုနော်လိုက်ပြီးတော့လုပ်ကြည့်ပါညီကိုတွေမေးတဲ့ညီကိုတွေလည်းဒါအခုဒါကျွန်တော်ဒီ TikTok အကောင့်လေးကိုလည်း like and share လေးလုပ်ပြီးတော့ကျွန်တော်မသိတာလေးတွေရှိရင်မေးလို့ရပါတယ်ကျွန်တော်ဒါတက်နိုင်တဲ့လောက်လေးပြန်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်ညီကိုတွေလည်း like လုပ်ကြည့်ပါအကျိုးရှိပါတယ်ဒါဒီအခြေခံလေးတွေကနေစပြီးတော့မှတစ်ဖြည်းဖြည်းကောင်းလာမယ်ပေါ့နော်နောက်လည်းဒီထက်ပို့ပြီးတော့အိမ်မှာပေါ့ပနဲ့လုပ်လို့ရမယ်ဥစ္စာမျိုးလေးတွေကိုကျွန်တော်သင်ပေးပါဦးမယ်ဗျကျေးဇူးတင်ပါတယ်ညီကိုတွေအားလုံး